ဖုန်းတစ်လုံးတည်းရှိုံနဲ့ video editing ကို beginner level ကနေ pro level အထိပြောင်းလဲစေမယ် CapCut trick 12ခုကိုဒီနေ့ဒီ video မှာပြပြရပါမယ်။ဒါဆိုရင်စလိုက်ရအောင်။ပထမဆုံးတစ်ချက်ကတော့ text behind ပဲဖြစ်ပါတယ်။ဒီ text file ကိုကျွန်တော်တို့ new project ထဲသွားမယ်။သွားပြီးကျွန်တော်တို့ library ထဲသွားမယ် library ထဲသွားပြီးအမေအောင် background လေးကိုကျွန်တော်တို့ထည့်လိုက်ပါမယ်။အမေအောင် background ကိုထည့်ပြီးဆိုရင်ကျွန်တော်ဒီမှာ text ကိုရေးလိုက်မယ်ပေါ့နော် text ကိုရေးတဲ့အခါမှာဒီမှာကိုကြားတဲ့ text ကိုရေးလို့ရပါတယ်ဒါပြီးကျွန်တော်မြန်မာ font လေးရေးလို့ရပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ how to text behind ဆိုမှရေးလိုက်မယ် font ကကျွန်တော်တို့စိုက်တော့ရေးလို့ရပါတယ်ကျွန်တော်ဒီခုလေးရေးလိုက်မယ်ပေါ့နော် okay ဒါပြီးတော့ကျွန်တော်ဒီမှာကိုက text behind ကိုzoom in zoom out လေးနဲ့လုပ်ချင်တာမလို့ကျွန်တော်ဒီမှာပထမဆုံးအနေနဲ့keyframe တစ်ခုထားမယ်ပေါ့နော် summon မှာ text ကို summon မှာ keyframe တစ်ခုထားမယ်အဲ့ဒီ keyframe မှာကျွန်တော်တို့ text ကိုsite အပြည့်ထားလိုက်မယ်ပေါ့နော် okay ပြီးကျွန်တော်ဒီမှာတစ်ဝက်လောက်မှာ text ကိုပြန်ပြီးမှတီးရတဲ့ပုံစံမျိုးလုပ်လိုက်မယ်ပေါ့နော် okay ဒါပြီးတော့ကျွန်တော်တို့ဒီ video ကို export လုပ်လိုက်ပါမယ် text effect ကိုထည့်မဲ့ video ဒါမှမဟုတ်ပုံကိုရွေးချယ်ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုရင်ကျွန်တော်ကဒီမှာဒီ cartoon video လေးကိုရွေးလိုက်မယ်ပေါ့နော် okay ရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာခုန export ထုတ်ထားတဲ့စာသားလေးကိုကျွန်တော်တို့ဒီမှာ overlay အနေနဲ့ထည့်လိုက်ပါမယ် okay ဒါပြင်ကျွန်တော်တို့ဒီမှာ split မှာ background remove ဖြစ်တော့စာသားကြီးပဲပေါ်အောင် lighten ဆိုရဲတခုကိုယူလိုက်ပါမယ်အခုရေးပြင်ကျွန်တော်ဒီမှာစာကအဲ့လိုပေါ်လာတယ်ပေါ့နော်ဆိုတော့စာကိုsite ပြလို့လိုက်မယ်ပေါ့နော် okay ဒါမဲ့ကျွန်တော်တို့ကစာသားရဲ့အနောက်မှာမရောက်သေးဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ဘာပြန်လုပ်ရမလဲဆိုရင်ကျွန်တော်အပေါ်က video ကိုကျွန်တော်တို့duplicate လုပ်လိုက်မယ်ပေါ့နော် duplicate လုပ်ပြီးရင်ကျွန်တော်တို့ဒီဒုတိယ duplicate လုပ်တာကို overlay မှာတွားထည့်လိုက်မယ်ပေါ့နော် okay overlay မှာထည့်ပြီးရင်ကျွန်တော်အခု duplicate လုပ်လိုက်တဲ့ဟာကို background remove လုပ်ပေးရမှာဖြစ်ပါတယ် background remove မှာကျွန်တော်တို့ pro account ရှိရဆိုရင်တော့ auto remove ပဲလုပ်လို့ရပါတယ် okay auto remove လုပ်လိုက်ရင်စာကအနောက်မှာရောက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကစာကိုအစမှာအနောက်မဝင်ချင်ဘူးအပေါ်ကနေအနောက်ကိုဝင်သွားတဲ့ပုံစံ transition ပုံစံမျိုးပေါ့နော် zoom in transition ပုံစံမျိုးလုပ်ချင်တာမလို့စာကိုအနောက်မဝင်ခင်မှာဒီနားလေးမှာပေါ့နော်ဒီနားလောက်ဝင်သွားတဲ့နေရာလောက်မှာကျွန်တော်တို့ကဒီမှာ split ခွဲလိုက်မယ်ပေါ့နော်ဒီ video okay split ခွဲပြီးရင်ပထမအစမှာကစာကအနောက်ကိုမရောက်ဘဲနဲ့အပေါ်ကနေအနောက်ကိုဝင်သွားတဲ့ပုံစံမျိုးလုပ်ချင်တာမလို့ကျွန်တော်တို့ဒီပထမတစ်ခုကိုကျွန်တော်တို့layer ကိုရွှေ့လိုက်မယ်ပေါ့နော် layer ကိုရွှေ့မှာမလို့ကျွန်တော်တို့ဒီတောင်းဆိုတာလေးမှာ layer ဆိုတဲ့ဟာလေးရှိရပေါ့နော် layer ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ဒီမှာစာသားနဲ့ဒီနှစ်ခုကိုနေရာချင်းလေးလိုက်မယ်ပေါ့နော်အဲ့ဆိုဒီကောင်အပေါ်မှာရောက်သွားရပေါ့နော်အပေါ်တွေ့လားဆိုရင်ကျွန်တော်တို့ဒီမှာတော်တော်လိုက်တဲ့အဲ့ဆိုဒီမှာကျွန်တော်တို့ဒီ text အပေါ်ကနေ zoom in ဝင်လာပြီးမှအနောက်ကိုရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ color isolation ဖြစ်ပါတယ်အခုပြလာတဲ့ video မှာဆိုရင်ကျွန်တော်တို့ color isolation ပုံစံမျိုးနဲ့အဝါရောင်ပဲပေါ်အောင်လုပ်ထားတာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကိုကြိုက်တဲ့ color အရောင်ကိုပဲကိုက highlight ထုတ်ချင်ရင်ဘယ်လိုမျိုးလုပ်ရမှာလဲအဲ့ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကိုကြိုက်တဲ့ video ထည့်လိုက်မယ်ပေါ့နော်ကြိုက်တဲ့ video ထည့်ပြီးအဲ့ဒီ video ထဲမှာကိုကြိုက်တဲ့ color ကိုပဲကြံချင်တာမလို့ကျွန်တော်တို့ကျန်တဲ့ color တွေကိုအကုန်ဖျောက်ပြဖို့လုပ်ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် video ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီဘက် adjustment ကိုတောင်းမယ်ပေါ့နော် adjustment ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီဘက်ကိုနည်းနည်းရွှေ့မယ်ရွှေ့ပြီးရင်ကျွန်တော်တို့ဒီမှာ HSL ဆိုရှေ့ပေါ့နော်အဲ့နေရာကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာကကျွန်တော်တို့အဝါရောင်ပဲလိုချင်တာပေါ့နော်ဇနဲ့အရောင်တွေအကုန်ဖျောက်ချင်တာမလို့ကျွန်တော်တို့က saturation ကို100 -100 ထိထားလိုက်မယ်ပေါ့နော်-100 ကိုထားလိုက်မယ်ကျန်တဲ့ဟာတွေအကုန်လုံး
Okay ဒါဆိုရင်တော့ဒီလိုမျိုးအဝါရောင်လေးပဲထင်နေတဲ့ပုံစံမျိုးလေးရတော့ပါပြီဆိုတော့ကျွန်တော်အဝါရောင်ကိုပဲမဟုတ်ပါဘူးကိုကြိုက်တဲ့ color isolation လုပ်ချင်တဲ့အခါမှာဒါကတော့ကျွန်တော် cinematic video တွေ MTV တွေလုပ်ချင်တဲ့လူတွေအတွက်အများကြီးထောက်ကူပြုတဲ့ editing trick တစ်ခုဖြစ်တယ်ပေါ့နော်တတိယတစ်ခုကတော့ကျွန်တော်တို့ tracking ဖြစ်ပါတယ် tracking လုပ်တဲ့အခါမှာကိုက element ကိုပဲဖြစ်စေ text ကိုပဲဖြစ်စေ tracking လုပ်လို့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကြည့်လိုက်ရအောင်ဒီမှာဆိုကားသွားတဲ့နေရာမှာကျွန်တော်ကစာသားကိုtracking လုပ်ချင်တာမို့လို့ကျွန်တော်ဒီအောက်မှာစာသားကိုရေးလိုက်မယ်ပေါ့နော် text ထည့်လိုက်မယ်ကိုကြိုက်တာထည့်လို့ရပါတယ်ဒီမှာကျွန်တော်ကတော့ tracking ဆိုမှရေးလိုက်မှာပေါ့နော်โอเคရိုက်ပြီးရင်ဖောင်ရေးပြီးရင်တော့ကျွန်တော်တို့စိုက်တဲ့ site လေးကိုလုပ်မယ်လုပ်ပြီးရင်ကျွန်တော်တို့အပေါ်နားနေtracking လိုက်မှာမလို့အပေါ်နေရာနားလေးကိုထားလိုက်မယ်ပေါ့နော်ထားပြီးရင်တော့ကျွန်တော်တို့ဒီဘက်ဘေးနားလေးမှာဒီဘက်နည်းနည်းရွှေ့လိုက်ပေါ့နော်ရွှေ့လိုက်ရင်ဒီမှာ tracking ဆိုတာလေးပေါ်လာလိမ့်မယ်ပေါ့နော် tracking ဆိုတာပေါ်တဲ့ညမှာအမှကျွန်တော်တို့ tracking ကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့အရွယ်စားကိုရွေးချယ်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အရွယ်စားမှာဆိုကျွန်တော်တို့ဒီမှာကားကို tracking လိုက်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကား site အပြည့်ကိုရွေးရမယ်ပေါ့နော်ကား site အပြည့်ကိုရွေးမယ်Okay ရွေးပြီးရင်တော့ကျွန်တော်တို့ line map tracking ကဘာလဲဆိုစာသားဒီ text ဖြစ်တယ်ပေါ့နော် text ကိုကျွန်တော်တို့နေရာမှာကြိုက်တဲ့နေရာမှာထားပြီးမှကိုကြိုက်တဲ့နေရာဒီပေထိ tracking လိုက်မလဲဆိုတော့ပုံမှန်ဒီမှာကျွန်တော်တို့စပြီးမှ start tracking ဆိုမှနှိပ်လိုက်ပေါ့နော်ဒါမဲ့တခုရှိတာကဒီလိုမျိုး tracking တွေကိုကြတော့ကျွန်တော်တို့ကိုရဲ့ CapCut account က pro ဖြစ်မှရပါမယ်CapCut က pro မဖြစ်ဘူးဆိုရင်ကျွန်တော်စီမှာလည်းလောက်ပေးလို့ရပါတယ် mobile share account လည်းရှိတယ်လို့ laptop တွေမှာကောင်းကောင်းမွန်မွန်အသုံးပြုနိုင်ဖို့အတွက်အုံးမင်းနဲ့လည်းလုပ်ပေးတာဖြစ်ပါတယ်နံပါတ်4အချက်ကတော့ကျွန်တော်တို့ floating effect ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာ background အဖြူတခုအရင်ယူလိုက်မယ်ပေါ့နော် okay background အဖြူယူပြီးရင်ကျွန်တော်တို့ဒီ background ကအဖြူကြီးမကြိုက်ပေါ့နော်ဥပမာကို motion edit လုပ်မဲ့တူဆိုရင်ဒီ grid background လေး grid motion background လေးလုပ်လို့ရပါတော့ဒါပေမဲ့ကျွန်တော်ဒီမှာ CapCut Pro ရဲ့ other check တွေကိုနည်းနည်းသုံးပြတော့ပါမယ်အမှကျွန်တော် AI image တွေလုပ်လို့ရပါတော့အခုဒီမှာဒီ background view ကိုကျွန်တော်ကတပ်ပုံတက်တော့မချတော့ဘူးねဒီမှာပဲ grid background ဖြစ်အောင်ကျွန်တော်ပြောင်းခိုင်းလိုက်မယ်ပေါ့နော်โอเคအဲ့လိုလိုရိုက်လိုက်ပေါ့နော်အဲ့လိုလိုရိုက်လိုက်ပြီးရင်ကျွန်တော်ဒီမှာခဏဆောင်ပေးလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့grid background ဖြူလေးရလာမှာဖြစ်တယ်ပေါ့နော် okay ဒါဆိုတော့ကျွန်တော်တို့အခုဆိုရင် reset ထွက်လာပြီပေါ့နော်ဒါဆိုအမှကိုကြိုက်တဲ့ပုံစံလေးကိုရွေးချယ်လို့ရတယ်ပေါ့နော်ဒီတစ်ခုလေးရွေးလိုက်မယ်ပေါ့နော် floating ပုံစံမျိုးဖြစ်ချင်တယ်မလို့ okay ဒါဆိုရင်ရွေးပြီးဆိုကျွန်တော်တို့ဒီမှာနည်းနည်းချက်လိုက်မယ်ပြီးရင်ကိုထည့်မဲ့ element တစ်ခုကိုထည့်ဖို့လိုရပေါ့နော်element ကိုကကျွန်တော်ကဒီအစိမ်းရောင်လေးထည့်လိုက်မယ်ပေါ့နော် okay ဒီဟာကကျွန်တော်တို့အပေါ်ကနေထည့်မှာမဟုတ်လို့ကျွန်တော်တို့က overlay နေရာမှာထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာအရေးကြီးတာ background green screen ထားထားရဲဆိုတာကျွန်တော် background remove လုပ်ဖို့ပေါ့နော်ဒီမှာတခါတည်း green screen ကိုဘယ်လိုဖျောက်အောင်လဲဆိုတာပြပြတော့မယ်ပေါ့နော်ဆိုတော့ green screen ဖျောက်ချင် remove background မှာနှိပ်လို့ရတယ်တကယ်လို့ကိုက pro ဆိုရင်customize remover နဲ့လုပ်လို့ရတယ်လို့ auto remover နဲ့လုပ်လို့ရပါတယ်ဒါပေမဲ့ဒီလိုမျိုး green screen ဆိုရင် customize remover auto remover မဟုတ်ဘဲနဲ့ chrome key နဲ့ပါလုပ်လို့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အစိမ်းရောင်ယူလိုက်မယ်ဒါဆိုရင်ဒီမှာကျွန်တော်ဒီ software ပုံလေးရသွားပြီပေါ့နော်Okay အဲ့ဒါပြီးဒီမှာဆိုရင်ကျွန်တော်တို့ကအစွန်းနားလေးမှာနည်းနည်းစိမ့်နေရလေးရှိရပေါ့နော်စိမ့်နေရလေးရှိအောင်မလို့ကျွန်တော်တို့အစွန်းနားမှာအစိမ့်အောင်မရှိအောင်နည်းနည်းလေးဒီကနည်းနည်းလေးတင်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်အစိမ့်အောင်မရှိတော့ဘူးပေါ့နော် Okay ဒါဆိုရင်အခုဒီမှာကျွန်တော်တို့ဒီအဝိုင်းလေးရောက်သွားပြီပေါ့နော်ဒီအောင်ကျွန်တော် floating ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့video effect ထဲမှာတောင်းမယ်ပေါ့နော်video effect ထဲမှာကျွန်တော်တို့player ဆိုမှရှာလိုက်ပေါ့နော် video effect ထဲမှာ player ဆိုမှရှာလိုက်ရင်ကျွန်တော်ဒီမှာ play pendulum ဆိုရဲ effect လေးရှိရပေါ့နော်ဒီ effect လေးကိုကျွန်တော်ထည့်ရမှာဖြစ်တယ်ပေါ့နော်ဒီ effect လေးမှာကျွန်တော်ကဒီ twist ကို short လိုက်မယ်ပေါ့နော် twist ကို short လိုက်မယ်ဒီတိတ်မလဲအောင်ပေါ့နော် intensity ကိုနည်းနည်း short မယ်ပြီးတော့ sharpen ကိုနည်းနည်း short မယ် speed ကိုနည်းနည်း short မယ်ပေါ့နော် okay ဒါဆိုတော့ဒီလိုမျိုး floating ဖြစ်သွားတဲ့ပုံစံမျိုးလေးရတော့မှဖြစ်တယ်ပေါ့နော်Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ကတေးသေးလေးနဲ့ floating ဖြစ်နေတာမလို့တေးသေးလေးရွှေ့လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ချက်ကြည့်အောင်လေးပေါ်မှာပေါ်နေတဲ့ပုံစံမျိုးလေး floating effect လေးရတော့မှဖြစ်တယ်ပေါ့နော်နံပါတ်5 trick လေးကတော့ 3D camera effect ဖြစ်ပါတယ်အခုလိုမျိုး 3D မျိုးတွေကိုကျွန်တော်တို့ CapCut mobile ထဲမှာလည်းလုပ်ရတာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒီမှာ video တစ်ခုအရင်ထည့်လိုက်မယ်
Okay ဒီ video ထည့်လိုက်တဲ့ကမှာဒီဟာကိုကျွန်တော်တို့က 3D zoom ပုံစံမျိုးလုပ်ချင်တာပေါ့နော်ဆိုတော့ 3D zoom လိုမျိုးလုပ်ချင်တာမလို့ကျွန်တော်တို့ကဘယ်ကိုသွားရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ animation ဆိုတဲ့နေရာကိုသွားပါ animation တွားပြီးရင် compo မှာသွားပါတွားပြီးရင်ကျွန်တော်တို့ဒီမှာ flip ဆိုမှရိုက်ရှာလိုက်ပေါ့နော် flip ဆိုမှရိုက်ရှာလိုက်ရင်ဒီမှာ flip 6ပေါ့နော် flip 6ကိုတုံးလိုက်ပေါ့နော်ကျွန်တော်ကတော့တခြားဟာလည်းထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ flip 6လေးကိုသဘောကျတယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့တုံးလို့ရတာဖြစ်တယ်ပေါ့နော်Okay ဒီမှာဆိုရင်သူအဲ့လို 3D ပုံစံမျိုးတွားလိုက်တာပေါ့နော်ဒါပေမဲ့အခုကိုလိုမျိုး 3D မျိုးလုပ်ချင်ဒီဟာကိုကျွန်တော်တို့တက် export အရင်ထုတ်ပြီးမှကိုကြိုက်တဲ့ project မှာပြန်ထည့်သုံးရတာဖြစ်တယ်ပေါ့နော်ဒီကနေစမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကိုကြိုက်တယ်လို့key frame လေး zoom လေးနဲ့ပြန်ဆော့လို့လည်းရတယ်ပေါ့နော်နံပါတ်6ချက်ကတော့ 3D documentary style ဖြစ်ပါတယ် documentary editing ချက်ကိုလုပ်ချင်တော့ကျွန်တော်တို့ပုံတစ်ပုံကိုလုပ်မယ်ဒါပေမဲ့အဲ့ဒီပုံကကျွန်တော်တို့ foreground နဲ့ background ကိုကျွန်တော်တို့တက်စီခွဲထားရမှာဖြစ်ပါတယ်ကျွန်တော်ကဒီပုံနဲ့လုပ်ပြတော့မယ်ပေါ့နော်ဒီပုံနဲ့လုပ်ပြတော့မယ်ဒီဟာကကြောင့်ကျွန်တော်တို့အပြည့်ပါတဲ့ပုံဒီဟာကကြောင့် background ပဲပုံပေါ့နော်ဆိုတော့ဒီ background တွေဘယ်လိုဖြောက်လို့ရလဲဆိုတော့ကျွန်တော်Canva မှာလည်းဖြောက်တယ်လို့ဖြောက်လို့ရတယ်လို့ Photoshop မှာလည်းဖြောက်လို့ရတယ်ဒါပြင်ကျွန်တော်တို့ဒီ CapCut Pro ကောင်းဝင်လာဆိုရင် AI နဲ့လည်းဖြောက်လို့ရမှာဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုတော့ကျွန်တော်တို့ဒီလူပုံပါတဲ့ဟာကိုကျွန်တော်တို့က overlay အနေနဲ့ထားလိုက်မယ်ပေါ့နော် overlay အနေနဲ့ထားပြီးမှကျွန်တော်လူပုံပါတဲ့နေရာမှာကျွန်တော် background ကိုမလိုချင်လူပုံပဲလိုချင်တာမလို့ကျွန်တော်တို့ဒီမှာ background remove လုပ်လိုက်မယ်ပေါ့နော်background remove မှာ auto remove ပဲလုပ်လို့ရလို့ customer remove ပဲလည်းလုပ်လို့ရတယ်ပေါ့နော် Okay customer remove လုပ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့နေရာလောက်ထိကိုကအခြေချဲလိုက်ပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ documentary 3D မှာက zoom in လုပ်ပြီးမှ zoom out သွားတဲ့ပုံစံမျိုးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့က keyframe ဆိုရဲအရာနဲ့ ဆော့ပေးရမှာဖြစ်ပါတယ် keyframe ဆိုတာဘာလဲမသိရင်တော့ရှေ့မှာတင်ထားတဲ့ video မှာတွားကြည့်လို့ရပါတယ်ဒါဆိုတော့ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ဒီ background ကိုအရင် keyframe ထားမယ်ပေါ့နော် keyframe ဆိုတာဒီနားလေးကအပေါင်းခလုတ်လေးနဲ့ဖြစ်ပါတယ် keyframe ကိုထားမှကျွန်တော်တို့နောက်ဆုံးမှာတစ်ခုပြန်ထားမယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာထားတဲ့ကကျွန်တော်တို့က zoom in သွားမယ်ပေါ့နော်ဒီ background ကဖြည်းဖြည်းချင်း zoom in သွားတာမလို့ကျွန်တော်တို့နည်းနည်းပဲတောင်းမယ်ပေါ့နော်အများကြီးတော့မသွားပေါ့နော်နည်းနည်းလေးတောင်းမယ်အဲဆိုရင် background ကအဲ့လိုမျိုးလေး zoom in ဝင်လာတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ဝင်လာတဲ့ပုံစံဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီforeground ကိုပါဒီလူပုံပါတဲ့ဟာကိုပါကျွန်တော်တို့ပြန်မှရွှေ့ချင်တာဖြစ်တယ်ပေါ့နော်ရွှေ့ချင်တာဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုရင်ကျွန်တော်တို့keyframe တစ်ခုထားမယ် keyframe တစ်ခုထားမှဒီနောက်ဆုံးမှာလည်းတစ်ခုထားမယ်ပြီးတော့နောက်ဆုံးတစ်ခုမှာကြောင့်ကျွန်တော်တို့ခုနထည့်ထားတဲ့ zoom in position နဲ့နည်းနည်းကိုထပ်ကြည့်လိုက်မယ်ပေါ့နော်ခုနကကျွန်တော်ဒီလောက်ထည့်ထားရဲဆိုရင်ကျွန်တော်အထက်နည်းနည်းကြည့်လိုက်ပေါ့နော်နည်းနည်းကြည့်လိုက်ပြီးမှဒီလိုလုပ်လိုက်ပေါ့နော်အောင်းပြပေါ့ Okay ပြီးရင်တော့ကျွန်တော်တို့ဒီမှာမှအဲ့လိုပဲကြီးတာမဟုတ်ပဲကျွန်တော်တို့ကဘေးကိုရွှေ့သွားတဲ့ပုံစံမျိုးလေးလုပ်ချင်နေဆိုရင်တော့အခုနည်းနည်းကြည့်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်သူရဲ့ zoom in ပုံစံကဖြည်းဖြည်းချင်းနဲ့ 3D ပုံစံမျိုးလေးရုပ်ကြွလာမှာဖြစ်တယ်ပေါ့နော် Okay အဲ့ဒါကိုမှကျွန်တော်တို့က documentary လုပ်တဲ့မျိုးဘေးကို slide ရွှေ့ချင်နေဆိုရင်တော့ကျွန်တော်ကြိုက်တဲ့ဘေးကိုရွှေ့လိုက်လို့ရပါတယ်ဒါဆိုတော့ဘယ်လိုမျိုးလာမလဲဆိုရင်ကျွန်တော်တို့ချက်ကြည့်လိုက်ရအောင် Okay ဘေးနားကိုရွှေ့သွားတဲ့ documentary edit ကမှာသုံးတဲ့ style မျိုးကြီးဖြစ်သွားပြီဖြစ်ပါတယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီရွှေ့တဲ့အခါမှာရွှေ့တဲ့ keyframe တွေအနေထားတွေ smooth ဖြစ်အောင်လို့ကျွန်တော်တို့ကဒီ grid ကိုသုံးရမှာဖြစ်တယ်ပေါ့နော် grid line ကဒီမှာကျွန်တော်ထားတဲ့ keyframe မှာဒီမှာဒီတစ်ခု keyframe ရဲ့ဘေးနားဟာပေါ့နော် keyframe ဘေးနားဟာမှာဆိုရင်ကျွန်တော် erase in ရှိတယ် cubic in ရှိရပေါ့နော်ကိုကြိုက်တဲ့ဟာလေးနဲ့သုံးလို့ရပါတယ်ကျွန်တော်ကတော့ cubic in နဲ့ပဲသုံးလိုက်မယ်ပေါ့နော်ဒီမှာအဲ့ဒါလေးကိုလိုက်ထည့်ပြီပေါ့နော် Okay အဲ့ဒါလေးကိုလိုက်ထည့်ပြီဆိုရင်ကိုယ့်ရဲ့ video ကပိုပြီးမှ smooth ဖြစ်သွားမှာဖြစ်တယ်ပေါ့နော်ဒီ motion သွားတဲ့ animation ပုံစံက Okay ဒါဆိုရင်တော့ကျွန်တော်တို့ documentary motion edit တွေတုံးခြင်းဒီ chip လေးကိုသုံးလို့ရပါတယ်နံပါတ်9အချက်ကတော့ text highlight effect ဖြစ်ပါတယ်ပေါ့နော်ဥပမာကျွန်တော်အဲ့ဒါလည်းများတော့အပြည့်ကျွန်တော် documentary မှာပိုသုံးလို့ရှိရပေါ့နော် text highlight လုပ်တာပေါ့နော် Okay text highlight လုပ်ခြင်းကျွန်တော်တို့ကဒီဟာကိုနည်းနည်းအရင်ချက်လိုက်မှာပေါ့နော် zoom in လာပြီးမှ zoom in ဝင်လာပြီးမှဒီဟာကို text highlight လုပ်တော့မယ့်ပုံစံမျိုးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလည်းအဲ့လိုပဲအစမှာ keyframe ထားမယ်
Sama ma keyframe ထားမယ်တင်တော့မှသူက zoom in ဝင်လာမယ်ပေါ့နော် zoom in ဝင်လာရင်မှဒီသတင်းစာကိုကျွန်တော် highlight လုပ်မယ်ပေါ့နော် okay highlight လုပ်တဲ့အခါမှာကျွန်တော်တို့ကအယောင် overlay ကိုကျွန်တော်တို့ကိုကြိုက်တဲ့အယောင်နဲ့ထည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် overlay ကိုထည့်မယ် overlay မှာဒီမှာကအနီရောင်လေးထည့်လို့ကြိုက်တဲ့အယောင်ကိုအရင်ထည့်ရမှာဖြစ်ပါတယ်အယောင်တွေကကျွန်တော်တို့ Google Chrome ဒါမှမဟုတ်ရင်ကျွန်တော်တို့ Pinterest မှာလည်းတော့ download ဆွဲလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမှာဒီ library မှာရှိတဲ့အနီရောင်လေးနဲ့ပဲထည့်လိုက်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ okay ဒီနားနဲ့စထည့်မယ် highlight လုပ်မယ် okay highlight လုပ်တဲ့အခါကျရင်ကျွန်တော်တို့ဒီစာကို highlight လုပ်ချင်တာမို့လို့ဘောဒီစာလေးကို highlight လုပ်ချင်တယ်ပေါ့နော်ဆိုတော့ဒီမှာသူကနေရာမဆက်နေဘူးပေါ့နော်အကုန်လုံး cover မဖြစ်နေဆိုကျွန်တော်ဒီမှာ crop ကိုနည်းလိုက်မယ်နည်းနည်းစာရည်တွက်လေးဖြစ်အောင်ကျွန်တော်နည်းနည်း crop လုပ်ပေါ့နော် crop လိုက်ပြီးရင်ကျွန်တော်တို့ဒီဟာကိုနည်းနည်းကြီးလိုက်ပေါ့နော်Okay ကြီးလိုက်မယ်ပြီးရင်ဒီမှာနည်းနည်းပိုသွားပြီဆိုတော့ကျွန်တော် crop မှာနည်းနည်းထည့်ချင်တယ်ပေါ့နော်Okay အဲ့ဆိုရတော့ပြီပေါ့နော်ဆိုတော့အထက်ကစာကိုမြင်ရအောင်တော့ကျွန်တော်ဒီမှာ split ဆိုတာရှိရပေါ့နော် split မှာနေဒီမှာကျွန်တော်တို့split ကိုနည်းနည်း short လိုက်ရင်လည်းရတယ်လို့ကျွန်တော်တို့ opacity မှာတော့short ရင်လည်းရတယ်ပေါ့နော်ဒါမှ split မှာတော့ short ချင်ဆိုလဲကျွန်တော်တို့ဒီမှာ opacity ကိုနေဒီမှာတော့ short ရင်လည်းရတယ်ပေါ့နော်နည်းနည်းလေးရွှေ့လိုက်ပေါ့နော်အဲ့ဆို highlight ပုံစံမျိုးတောင်းမှာပေါ့နော်Okay ဒါပြီးတော့ကျွန်တော်နေရာကို adjust တစ်ချက်ရင်လောက်လိုက်မှာပေါ့နော်နေရာတစ်ချက်ရင်မှာ Okay ပြီးရင်ကျွန်တော်ကဒီဟာကအမှပေါ်လာပေါ့နော်တခါတည်းပေါ်လာဆိုကြည့်လို့မလောက်ဘူးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့animation လေးထည့်ချင်တယ်ထည့်လို့ရတယ်ပေါ့နော် Okay ဒီမှာကျွန်တော်တို့ကစာကို highlight ပုံစံမျိုးနဲ့ဘေကနေညာကိုတွားချင်တဲ့ပုံစံလုပ်ချင်တာမို့လို့ကျွန်တော်တို့က masking မှာ animation ပြန်တောက်ဆောက်ရမှာပေါ့နော်ဒီတောက်ဆောက်မှာ mask ဆိုတာလေးရှိရ mask မှာကျွန်တော်တို့က horizontal ကိုယူလိုက်မယ်horizontal ယူလိုက်ရင်ဒီလိုပေါ်လာမယ်ပေါ်ပြီးကျွန်တော်တို့အစမတ်ကိုကျွန်တော်ဘာမှရှိထားတဲ့ပုံစံပေါ့နော်ဒီမှာ mark ထည့်မယ်ပြီးတော့ကိုဆုံးချင်တဲ့နေရာမှာဒီဟာလေးကိုအဆုံးထိတင်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကိုယ့်ရဲ့ video ပုံစံက zoom in ဝင်လာပြီးမှအဲ့လို highlight ပေါ်တဲ့ပုံစံမျိုးဖြစ်တော့မှဖြစ်တယ်ပေါ့နော်တကယ်လို့ကိုက highlight လုပ်တဲ့ဟာမြတ်နေရဆိုရင်ကိုကဒီ masking ထားတဲ့ keyframe ကိုနည်းနည်းနေရာအဝေးမှာချလိုက်ပေါ့နော်ဒီကလိုအမှကျွန်တော်တို့ကပုံမှန် smooth ချင်နေဆိုရင်တော့ခါတိုင်းလိုပဲကျွန်တော်တို့ကgrid line ပြန်ထည့်လိုက်ရတယ်ပေါ့နော် Okay ဒါဆိုတော့ကျွန်တော်တို့ text highlight process ကိုလည်းရတော့မျိုးလို့တင်တယ် number 8ကတော့ progress bar animation ဖြစ်ပါတယ်ဒီ progress bar animation တွေကိုတော့ကျွန်တော်တို့အောင်စုပိုင်ရဲ့ video မှာလေးအများဆုံးတွေ့ရမှာဖြစ်ပါတယ် Okay progress bar animation လုပ်ဖို့ဆိုရင်ကျွန်တော်တို့အဖြူရောင် layer တစ်ခုနဲ့အမဲရောင်ပဲဖြစ်ဖြစ်ကိုပြန်မှဝင်ကျင်တဲ့ layer တစ်ခုရှိဖို့လိုပါတယ်ကျွန်တော်ကတော့ဒီမှာရှိပြီးသားတစ်ခုကိုကျွန်တော်ထည့်လိုက်ပါမယ် Okay ဒီမှာကျွန်တော်လိုချင်တဲ့အပိုင်းကိုပဲယူမှာမို့လို့ကျွန်တော်ကcrop လုပ်လိုက်မယ်ပေါ့နော်crop လုပ်ရင်ကျွန်တော်ဒီမှာbackground ကိုအရင် remove လုပ်လိုက်မယ်ပေါ့နော် background ကိုကျွန်တော်chroma key နဲ့ပဲ remove လုပ်လိုက်မယ်ပေါ့နော် Okay remove လုပ်ပြီးရင်ဒီဟာကိုကျွန်တော်တို့ကover ဒီနေရာမှာထားမယ်ပြီးရင်ဒီမှာကျွန်တော်တို့text highlight animation bar ထည့်ချင်တယ်ဘေးတစ်ခုပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံတစ်ခုကိုယူလိုက်မယ်ပေါ့နော် Okay ယူပြီးရင်ကျွန်တော်တို့ဒီမှာဒီဟာကို crop လုပ်လိုက်မယ်ပေါ့နော် crop လုပ်တဲ့အခါမှာပထမဆုံးကျွန်တော်တို့အမဲရောင်မှာအနီရောင်ဝင်လာတဲ့ပုံစံမျိုးလိုချင်တာမို့လို့အမဲရောင်ကိုယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာနည်းနည်းချဲ့လိုက်မယ်ပေါ့နော် Okay ချဲ့ပြီးရင်ဒီဟာနည်းနည်းအနီရောင်ဘာတန်းကနည်းနည်းကျေနေရမို့လို့ကျွန်တော်တို့ဒီမှာmasking လေးနဲ့ mirror လေးနဲ့ပြန်မှချင်းလိုက်လိုက်ရတယ်ပေါ့နော် Okay mirror လေးနဲ့ချင်းပြီးဆိုရင်ကျွန်တော်လိုချင်တဲ့ position နေရာမှာထားမယ်ပြီးရင်နောက်တစ်ခေါက်ကျွန်တော်တို့ဒီ green screen လောက်ထားတဲ့ဟာလေးကိုကျွန်တော် duplicate လုပ်လိုက်မယ် duplicate လုပ်ပြီးကျွန်တော်ဒီတစ်ခေါက်မှာတော့အနီရောင်လေးကိုဝင်လာချင်တာဖြစ်တဲ့ကြောင့်လို့ကျွန်တော်တို့အနီရောင်ဘာတန်းလေးကို crop လုပ်မယ်ပေါ့နော်အနီရောင်ဘာတန်းလေးကိုကျွန်တော်တို့ crop လုပ်လိုက်မယ်ပေါ့နော်
Okay crop လုပ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာကိုလိုချင်တဲ့ရွေးစားဖြစ်တော့ masking လေးနဲ့တောင်းလိုက်မယ်ဒီမှာကျွန်တော်တို့ဘယ်လိုဆိုအဆင်ပြေပါနော် Okay အဆင်ပြေပြီးဆိုရင်ဒီအောင်ကျွန်တော်အမေရောက်မှာဖုန်းလိုက်မယ် Okay ဖုန်းပြီးတော့ကျွန်တော်တို့ broadcast animation ပုံစံမျိုးလုပ်ချင်တာမလို့ကျွန်တော် keyframe နဲ့လိုက်ဆော့ဖို့လုပ်ပေါ့နော်အစမှာသူ့ကိုဒီဆုံးမမှာ keyframe တစ်ခုထားမယ်နောက်ဆုံးမမှာဒီကိုဒီဘက်ဆုံးထိချက်လိုက်မယ်ပေါ့နော် Okay ဒါဆိုတော့ကျွန်တော်တို့အခုလိုမျိုး progress animation ပါလေးရအောင်မှာဖြစ်တယ်ပေါ့နော် နံပါတ်9ကတော့ cinematic image text ဖြစ်ပါတယ် cinematic image text လုပ်ပြင်ဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော် library ထဲကနေအမေအောင်တစ်ခုကိုယူလိုက်မယ်ပေါ့နော်ယူပြီးရင်တော့ကိုလုပ်မဲ့ cinematic လုပ်မဲ့ video ဒါမှမဟုတ်တပ်ပုံတစ်ခုကိုယူမှကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးရင်အဲ့ဒီကိုလုပ်မဲ့ video တပ်ပုံကိုကျွန်တော် overlay ညမှာထားလိုက်မယ်ဒါပြင်ကျွန်တော်အမေအောင်လည်းဒီစာဒီ video နဲ့အပြည့်ဖြစ်အောင်ယူလိုက်မယ်ပေါ့နော် Okay ပြီးရင်တော့ကျွန်တော်ဒီမှာကိုရေးချင်တဲ့စာသားလေးကိုထည့်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာတော့travel ဆိုမှပဲရေးလိုက်မယ်ပေါ့နော်ပြင်ကျွန်တော် font ကိုကြိုက်တဲ့ font ကိုရွေးလို့ရမှာဖြစ်တယ်ပေါ့နော် Okay font ကိုရွေးပြီးဆိုတော့ကိုကအရွေအစားဘယ်လောက်လိုချင်လဲဆိုတော့ပြင်ချိန်ကြီးလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့အရွေအစားကိုလုပ်လို့ရတယ်ပေါ့နော် Okay လုပ်ပြီးရင်တော့ကျွန်တော်ဒီမှာlayer ကိုရွေးရမယ်ပေါ့နော် layer ကိုပထမဆုံးအနေနဲ့ကျွန်တော်ဒီဘက်တောင်းမှာတောင်းမယ် layer ကိုတောင်းမယ်ပြီးရင်ဒီ image နဲ့ဒီ overlay နဲ့အောင် layer ကိုနေရာရှင်းလေးလိုက်မှာပေါ့နော် Okay လေးပြီးရင်တော့ကျွန်တော်ခုနကကိုလုပ်ချင်တဲ့ video တောင်းမဟုတ်ပုံမှာကျွန်တော် split ဆိုတာရှိပေါ့နော် split ကိုနှိပ်မယ်နှိပ်ပြီးကျွန်တော် dark cam ပုံစံကိုတွားလိုက်မယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့စာသားအထက်မှာ video ပေါ်တဲ့ပုံစံမျိုးဖြစ်သွားရပေါ့နော် Okay စာသားကိုလည်းအဆုံးဖြတ်ထားမယ်ပေါ့နော် Okay အမှကျွန်တော်တို့စာသားကိုက animation လုပ်လို့ရတယ်စာသားကို zoom in zoom out မျိုးနဲ့လုပ်ချင်တယ်ဆိုရင်ကျွန်တော် keyframe ကိုထည့်မယ် keyframe ထည့်ပြီးမှဒီနောက်လောက်မှာဆိုရင်စာသားက zoom in ဝင်သွားတဲ့ပုံစံမျိုးလည်းလုပ်လို့ရတယ်နောက်ဆုံးအကြီးကြီးဝင်သွားတဲ့ပုံစံမျိုးအပြည့်ပြန်လို့ချင်တယ်ဆိုလည်းအပြည့်ထိတောက်လို့ရတယ်ပေါ့နော်အဲဆိုရင်ဒီရဲ့ပုံစံကကျွန်တော်အဲ့လိုမျိုးလေးဖြစ်တော့မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီ vlog တွေပါတွေ cinematic ပုံစံမျိုးရိုက်ချင်တဲ့အခါမှာတောင်းလို့ရတာဖြစ်တယ်ပေါ့နော်နံပါတ်10ကတော့ movie bar cinematic bar လို့ခေါ်တယ်ပေါ့နော်အခုလိုမျိုးဒီလိုမျိုး movie bar တွေကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့နော်အဲဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ video တွေဝင်လိုက်မယ်ဝင်မြင့်ကျွန်တော် library ကိုတောင်းမယ် library ကိုတောင်းမှအမေအောင်တန်းကိုအရင်ထားလိုက်မယ်ပြီးရင်ဒီမှာ overlay ညမှာကိုကြိုက်တဲ့ထည့်ချင်တဲ့ video ကိုထည့်လိုက်မယ်ပေါ့နော် Okay ထည့်ပြီးရင်video အဆုံးထိပါအောင်ကျွန်တော်တို့ဒီအမေအောင်ဘာကိုလဲကိုလိုချင်တဲ့နေရာဒီထားလိုက်မယ်ပေါ့နော်ကိုကြိုက်တဲ့ video ထည့်ပြီးဆိုရင်တော့ကျွန်တော်အခုထည့်ရတဲ့ video ကိုပဲကျွန်တော်တို့ masking နေရာမှာတောင်းမယ်ပေါ့နော် masking နေရာမှာတောင်းပြီးရင်ကျွန်တော်ဒီမှာ retraction ဆိုတဲ့ဟာကိုယူလိုက်မယ်ပေါ့နော်ဒီပြင်ဒီလိုအမေအောင်လေးပေါ်လာပေါ့နော်အမေအောင်လေးပေါ်လာတဲ့ဟာမှာကိုကြိုက်တဲ့အရွယ်အစားတွေကျွန်တော်တို့လိုက်ချဲလို့ရတယ်ပေါ့နော် Okay ကိုကြိုက်တဲ့အရွယ်အစားတွေချဲမယ်ကျွန်တော် movie ပါဆိုတော့တိတိလေးပဲလို့ကျွန်တော်တိတိလေးပဲထားလိုက်မယ်ပေါ့နော်ပုံမှန်နဲ့ကြောင်းအဲဆိုတော့ကိုဗီဒီယိုက cinematic လိုမျိုး movie ပါလေးရတော့မှဖြစ်တယ်ပေါ့နော်တကယ်လို့အမှနောက်တစ်ခုကဘာထပ်လုပ်လို့ရလဲဆိုဒီ masking နဲ့ပဲကျွန်တော်တို့အဲမျိုး down နားလေးset one ပုံစံမျိုးလေးလုပ်ချင်လဲကျွန်တော်တို့ဒီမှာလုပ်လို့ရတယ်ပေါ့နော်အဲဒီခုနလုပ်ထားတဲ့ masking မှာပဲတားမယ် rectangle လုပ်ထားတဲ့နေရာမှာဒီမှာ adjustment ပေါ့နော်အမှ round corner သွားလိုက်မယ်ပေါ့နော် round corner မှာလုပ်လိုက်ရင်အခုလိုမျိုးပုံစံလေးလဲလုပ်လို့ရမှာဖြစ်တယ်ပေါ့နော်နံပါတ်7ကကျတော့ကျွန်တော်တို့ zoom in zoom out keyframe နဲ့ဆော်တဲ့ trick လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ talk at video မှာလည်းအများဆုံးသုံးတဲ့ trick ပုံစံဖြစ်တယ်ပေါ့နော် talk at video မှာဆိုရင်ကျွန်တော်တို့ video စဝင်လာတယ်ဒီမှာ keyframe တစ်ခုထားမယ် video စဝင်လာတယ်ဒီမှာ keyframe တစ်ခုထားမယ်ပြီးရင်နည်းနည်းကြာတဲ့အခါမှာကျွန်တော် zoom in ဝင်လာတဲ့ပုံစံမျိုးလေးထားမယ် Okay ပြီးရင်ကျွန်တော်တို့အဲ့မှာ grab လေးဆော့လိုက်မယ်ပေါ့နော် Okay ဒီအားကြောင့်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီ talking head video မှာများလာပြတုံးတဲ့ရလေးဖြစ်တယ်ပေါ့နော်အမကိုက sound effect ထည့်ချင်ပြန်ထည့်လို့ရတာဖြစ်တယ်ပေါ့နော်နံပါတ်7 trick လေးကတော့ thumbnail ဖြစ်ပါတယ် thumbnail ကိုလုပ်မယ်ဆိုကျွန်တော်တို့ဒီမှာ cover မှာနှိပ်လိုက်ပါ cover မှာနှိပ်ပြီးကျွန်တော် edit mode မှာနှိပ်ပါ
edit mode မှာနေပြင်ကျွန်တော်ဒီမှာ AI edit မှာနေပါနေပြင်ကျွန်တော်ဒီမှာကိုက pro account မှာတောင်းလို့ရတာပေါ့နော်ဒီဟာတော့ pro account မဟုတ်ဘူးဆိုတော့တောင်းလို့မရဘူးပေါ့နော် edit မှာနေပြင်ကျွန်တော်အပေါင်းခဏမှာနေမယ်ပြီးရင်ကိုလိုချင်တဲ့ design ပုံကိုအရင်တင်လိုက်မယ်တင်ပြင်ဒီမှာကိုစာလေးနည်းနည်းရေးရမှာဖြစ်တယ်ပေါ့နော်အခုကျွန်တော်ဆိုဒီ design မှာဆိုရင်ဒီ design လိုချင်တဲ့ကျွန်တော်ရဲ့တပ်ပုံတွေကဒီပုံရဲ့သူလည်းထည့်ချင်တယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုယူလိုက်မယ်ပေါ့နော်အဲဆိုကျွန်တော်ဒီမှာရေးရတဲ့ပုံစံမျိုးလေးရေးလိုက်ရင်တော့ကျွန်တော်တို့thumbnail ကိုလည်းလွယ်လွယ်ကူကူ edit လုပ်ရမှာဖြစ်တယ်ပေါ့နော် Okay ဆိုတော့အဲ့ဒီစာလေးရိုက်ထည့်ပြီးရင်ကျွန်တော်တို့generate လုပ်ခိုင်းလိုက်မယ်ပေါ့နော်အဲဆိုကျွန်တော်တို့ဒီဟာခဏဆုံးကြည့်လိုက်အောင် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာနောက်ဆုံးတော့ဒီ thumbnail design တွေရလာပြီပေါ့နော် Okay ဒီမှာခုနပုံစံနဲ့နည်းနည်းဆင်တူရဟာပေါ့နော်Okay ဒါပေမဲ့ဒီမှာကျွန်တော်တို့ကအနောက်က logo တွေပါမလို့ရှင်းဆိုတော့ဒါကိုကပြန်ရိုက်ပြီးမှပြန်ပြင်လို့ရပါပေါ့နော် Okay ဒါဆိုတော့ကျွန်တော်တို့အဲ့ဒီ thumbnail ကလည်းဒါကိုတည်းတခါတည်းလုပ်ပြီးတော့ဖြစ်တယ်ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ editing နဲ့ပတ်သက်တဲ့ tips and tricks တွေကိုလည်းအများကြီးပြင်ပေးတော့မှာမို့လို့ subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်တာပုံနေပါနဲ့CapCut Pro ကိုဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Telegram လာရောက်ဆက်သွယ်ပြီးမြန်ဒီမှာဝယ်လို့ရမှာဖြစ်ပါတယ် See you next episode